အရင်းနှီးမရှိဘဲနဲ့စလို့ရတဲ့စီးပွားရေးကိုပြောပြမယ်ဒီမှာကြည့်လိုက်တရက်လိုင်းပေါ်မှာအချိန်ကုန်နေတယ်စီးပွားရေးလည်းလုပ်ရှင်တယ်အရင်းနှီးလည်းမရှိဘူးဟုတ်ပြီစီးပွားရေးလည်းလုပ်ရှင်တယ်အရင်းနှီးလည်းမရှိဘူးတရက်လိုင်းပေါ်မှာလည်းအချိန်ကကုန်နေတယ်အဲ့တော့အဲ့ဒီကုန်နေတဲ့အချိန်ကိုပဲပြန်ပြီးအသုံးချမယ်ပြီးရင်အဲ့ဒီသုံးနေတဲ့ line ကိုပဲအသုံးချမယ်အသုံးချပြီးစီးပွားရေးလုပ်လို့ရတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုတစ်ဆင့်ချင်းရှင်းပြပေးမယ်အရင်ဆုံးအခုအဲ့ဒီကုန်နေတဲ့တရက်သုံးနေတဲ့အချိန်တွေရှိတယ်အဲ့ဒီသုံးနေတဲ့ social media ရှိတယ် line ပေါ်မှာအချိန်ကုန်တယ်ဆိုအများဖြင့် social media သုံးလို့အချိန်ကုန်တာ Facebook ဖြစ်မယ် TikTok ဖြစ်မယ် YouTube ဖြစ်မယ်တခုခုပေါ့အဲ့တော့အဖြစ်နိုင်ဆုံးကတော့ social media ဖြစ်တဲ့ Facebook နဲ့ TikTok ပဲမြန်မာနိုင်ငံမှာအသုံးများဆုံးအဲ့တော့မြန်မာလူမျိုးအသုံးများဆုံးပေါ့နော်တခြားနိုင်ငံမှာလည်းဒါတွေသုံးကြတယ်ဆိုတော့ဒီ Facebook နဲ့ TikTok ပြီးရင်သုံးတဲ့အချိန်အဲ့ဒါကိုအသုံးချအခုဖြစ်နေတာကဘာလဲဆိုတော့ Facebook ပဲဖွင့် TikTok ပဲဖွင့်အဲ့ဒီ new feed မှာတက်တဲ့ဥစ္စာကိုလိုက်ကြည့်နေတာအဲ့ဒီမှာအချိန်ကုန်သွားတာတစ်ခုပြီးတယ်နောက်တစ်ခုထပ်ကြည့်တယ်တစ်ခုပြီးတယ်နောက်တစ်ခုထပ်ကြည့်တယ် Facebook ပြီးရင် TikTok ကိုဖွင့်တယ် TikTok ပြီးရင် Facebook ကိုပြန်ဖွင့်တယ်ပြီးရင် TikTok တစ်ဖန်ပြန်သွားတယ်အဲ့ဒီမှာသူကဂျက်ကလေးရိုက်ပြီးတော့အချိန်ကကုန်မမသိကုန်ပါ1နာရီ2နာရီ3နာရီခြာညဘက်ကြလို့ရှိရင်မအိပ်ဘူးမနက်မိုးလင်းကနေ3နာရီ4နာရီဖြစ်သွားတယ်အများကြီးပဲရှိတယ်နော်အဲ့တော့အဲ့ဒီသုံးနေတဲ့အချိန်တွေကိုသူတို့ပြတာကိုကိုယ်လိုက်မကြည့်နဲ့တော့သူတို့ပြတာကိုကြည့်ခြင်းအပြင်ကိုကဘာဖြစ်လဲဆိုတော့ပျော်တရားတွေကြည့်လို့ရှိရင်ကြည့်တဲ့ခဏမှာပျော်သွားလိမ့်မယ်အဲ့ဒါတွေကိုကိုလိုက်ကြည့်မင်းနဲ့ပျော်တရားကြည့်လို့ရှိရင်ခုနလိုမျိုးအကုသိုလ်တွေတက်တယ်ပျော်တယ်ပြီးလို့ရှိရင်ကိုဘွားနဲ့ကိုပြန်ရှင်ပြီးတော့မှငါတို့တော့မပျော်ပါဘူးလားငါဘွားကြီးအားလောက်ထိအောင်စိုးနေပြီလားတွေးပြီးတော့မှအားမရတွေဖြစ်တယ်အဲ့ဒီမှာတိုင်နေရပတ်တယ်ကြည့်တာအနာတိုင်းဖြစ်နေကိုကတော့ထော်ပြမှုဖြစ်နေကိုကကြည့်တာပဲဒါပေမဲ့ကိုယ့်အတွက်အများကြီးပဲဒုက္ခရောက်သွားတယ်အဲ့လိုပဲဝမ်းနေစရာတကြည့်တယ်ကိုတိုင်ဝင်ပြီးတော့ဝမ်းနေတယ်ဒေါသဖြစ်စရာကြည့်တယ်ကိုကဒေါသဖြစ်တယ်ပြီးရင်ပွဲတွေလိုက်ကြည့်တယ်ကိုကဝင်ပြီးတော့အကုသိုလ်တွေများတယ်အဲ့တော့အဲ့လိုမျိုးဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုတော့သူတို့ပြပေးတဲ့ new feed ကိုကကြည့်လို့အဲ့လိုဖြစ်နေတာအဲ့တော့အဲ့ဒါကိုကျွန်တော်ပြောင်းအောင်မယ်ပထမအဆင့်နေတယ်ဘယ်လိုပြောင်းအောင်မလဲဆိုတော့ကိုတိုင်ရှာပြီးကြည့်ရမယ်အဲ့ဒီမှာ Facebook မှာလည်းရှိတယ် TikTok မှာလည်းရှိတယ်မှန်ဘလူးလေး search bar လေးရှိတယ်အဲ့မှန်ဘလူးလေးကိုဝင်ပြီးလို့ရှိရင်ကိုအတွက်အကျိုးရှိမဲ့ဟာတွေကိုစပြီးတော့ရှာတော့နော်သူတို့ပြသမျှအောင်မကြည့်နဲ့တော့ကိုကြည့်ချင်တဲ့ဥစ္စာကိုရှာပြီးကြည့်အဲ့လိုကြည့်ခြင်းအပြင်ကိုကအသုံးချခံနေရတဲ့နေရာနေပြီးမှကိုကပြန်ပြီးတော့အသုံးချတဲ့အဆင့်ကိုပြန်ရောက်သွားတယ်အဲ့မှာကျွန်တော်တို့က game changer လုံးဝရလက်ကပြောင်းပြန်လန်သွားတယ်နော်သူတို့သတ်မှတ်ထားတဲ့ social media သတ်မှတ်ထားတဲ့ algorithm ရဲ့အောက်ကိုမဝင်မဲနဲ့ကိုတိုင်းဒီဟာကိုပြန်သုံးနေသူဖြစ်သွားပြီပေါ့နော်အဲ့တော့အချိန်မကုန်တော့အရင်ဆုံး personal development ကိုရဲ့တကူရေးတိုးတက်ဖို့အတွက်ကြည့်အခုပြောသလိုပဲ personal development ဆိုပြီးတော့စာရိုက်ပြီးလို့ရှိရင်ကြည့်လိုက် video တက်လာနိုင်မယ်နော်အဲ့လိုမျိုး creator တွေရှင်းပြထားတဲ့ဥစ္စာတွေ personal development နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး mindset တွေထားရမယ်ဘယ်လိုမျိုးအတွေးမြင်တွေထားရမယ်ဘယ်လိုခံယူချက်တွေရှိရမယ်စသဖြင့်ဒီလိုရှင်းပြထားတဲ့ရှိတယ်အဲ့ဒါတွေကိုဝင်ကြည့်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ personal development တကူရေးစားကိုကတိုးတက်လာလိမ့်မယ်ပြောင်းလဲလာလိမ့်မယ်ဒါပထမတစ်ဆင့်ဒုတိယအဆင့်ရှာကြည့်ရမယ့်ဥစ္စာကကြတော့အယောင်းနဲ့ marketing အယောင်းပိုင်း marketing ပိုင်း sales and marketing ပေါ့နော်အဲ့တော့မြန်မာလိုရှာလဲရတယ်အင်္ဂလိပ်လိုရှာလဲရတယ်ရိုက်ရှာကြည့်ဒါကိုထပ်ပြီးတော့လေ့လာအယောင်းနဲ့ marketing ပတ်သက်တဲ့ video တွေတက်လာလိမ့်မယ်အဲ့ဒါတွေကိုဆက်ပြီးတော့ကြည့်ပါဒါကိုထပ်ကြည့်ရမယ်တတိယတစ်ဆင့်ကကြတော့ content creation နော်မြန်မာလိုဆိုလို့ရှိရင် content creation ပေါ့ဗျာမြန်မာတန်နဲ့ပြောလိုက်အဲ့တော့မြန်မာလို content creation ဆိုရိုက်ရှာလဲရတယ်ဒါမှမဟုတ်အင်္ဂလိပ်လို content creation ရိုက်ရှာလဲရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တက်လာလိမ့်မယ်နော်ဘယ်လိုဖန်တီးလဲ content တွေဘယ်လိုဖန်တီးရလဲဘာတွေလိုအပ်လဲငါဘာတွေဆက်ပြီးလေ့လာရမယ်ဒါတွေကိုသိလာလိမ့်မယ်ခုနကျွန်တော်ပြောတဲ့ဥစ္စာ၃ခုပဲနော်ဘာမှမလေ့လာဘူး၃ခုပဲတစ်ခုက personal development နောက်တစ်ခုက sales and marketing နောက်တစ်ခုက content creation ဒါတွေကိုလိုက်ရှာကြည့်ဒါ online မှာရှာလို့ရတဲ့ဥစ္စာတွေပဲ online မှာရှာအဓိကကကိုကသေချာရိုက်ရှာပြီးတော့သေချာကြည့်ဖို့ပဲလိုတာဒါတွေရှာခြင်းအပြင်တစ်ဆင့်လူကပြောင်းလဲလာလိမ့်မယ်လုံးဝပြောင်းလဲလာလိမ့်မယ်ဘာကြောင့်ကျွန်တော်ကပြောင်းလဲလာမလဲလို့ပြောလဲဆိုတော့ personal development ကောင်းတဲ့အတွက်ကိုယ့်ရဲ့ခံယူချက်တွေကိုယ့်ရဲ့အတွေးမြင်တွေပြောင်းလဲလာလိမ့်မယ်နောက်တစ်ခုကအယောင်းနဲ့ marketing ကိုကျွမ်းကျင်တဲ့အတွက်ကျွန်တော်တို့ customer အကြောင်းတွေနားလည်မယ်ဈေးကွက်အကြောင်းတွေနားလည်မယ်ကျွန်တော်တို့မှာရှိတဲ့ပညာရပ်ကိုပတ်စံအဖြစ်ဘယ်လိုပြောင်းအောင်လဲဆိုတာကိုနားလည်လာလိမ့်မယ်နောက်တစ်ခုကတော့ content creation ကိုပိုင်တယ် content creation ကိုသိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ social media ကိုအသုံးချပြီးတော့ဒီ content တွေနဲ့ဘယ်လို empire တစ်ခုတည်ဆောက်အောင်မလဲကျွန်တော်တို့ဒီ social media ကိုသုံးပြီးတော့ပတ်စံတွေအများကြီးရှာလို့ရတယ်အဲ့ဒါကိုဘယ်လိုတည်ဆောက်မလဲကျွန်တော် content တွေနဲ့ဖန်တီးရတာအဲ့တော့ content တွေကိုကောင်းကောင်းဖန်တီးတတ်မယ်ဆိုလို့ရှိရင် customer တွေအကြောင်းကိုလည်းသိမယ်အယောင်းနဲ့ marketing ကိုလည်းနားလည်မယ်ဆိုလို့ရှိရင်အယောင်းနဲ့ marketing ဆိုတာ customer အကြောင်းပါပြီးသားပဲအဲ့ဒါတွေနားလည်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ social media ကျွန်တော်ဒီနေ့သုံးနေတဲ့ဥစ္စာပဲအချိန်ကုန်ခံပြီးတော့သုံးနေတဲ့ social media ကိုပြန်ပြီးတော့အသုံးချပြီးတော့ကျွန်တော်တို့အတွက်အကျိုးမြတ်တွေအများကြီးရှာနိုင်သွားပါလိမ့်မယ်အခုကျွန်တော်ပြောရတဲ့အထက်မှာပတ်စံ300ပါလားတစ်ချက်မှမပါဘူးနော်ပတ်စံ300တစ်ချက်မှမလို့လားအခုသုံးနေတဲ့ social media ကိုဆက်ပြီးတော့သုံးရုံပဲအခုသုံးနေတဲ့အချိန်တိုင်းပဲသုံးရုံပဲတနေ့ကုန်သုံးတာတနေ့ကုန်သုံးတနေ့ကုန်ခုနကလည်းကျွန်တော်ပြောလို့သုံးအခုသုံးနေတဲ့ပုံစံတိုင်းပဲထိုင်ပြီးသုံးလို့ရှင်ထိုင်ပြီးသုံးလှဲပြီးသုံးရင်လှဲပြီးသုံး
အိတ်ရှိရခုံမှာထိုင်အိတ်ရှိရခုံမှာထိုင်ကိုယ့်ကိုအိတ်ရထဲမှာသုံးတယ်ဆိုလေအိတ်ရထဲမှာသုံးအဲ့တိုင်းပဲသုံးရုံပဲသုံးပုံသုံးလေးတွေနဲ့ပြောင်းလိုက်ရုံပဲသူတို့ပြတာကိုမကြည့်ပဲနဲ့ကိုကြည့်ကျင်တာကိုရှာပြီးကြည့်တဲ့သဘောလေးပဲလုပ်ဖြစ်သွားတာနည်းနည်းလေးပဲပြောင်းလိုက်ရမှာဘာမှအများကြီးပြောင်းလဲကြမလို့ဒါပေမဲ့တနည်းပြည့်တဲ့အချိန်မှာတော့ရလက်ကလုံးဝပြောင်းပြန်လန်သွားလိမ့်မယ်ရလက်ကလုံးဝပြောင်းပြန်လန်သွားလိမ့်မယ်ပြီးရင်ကိုယ့်ကိုဂုံယူရဆုံးအလုပ်ကိုပြပါဆိုလို့ရှိရင်လုံခဲ့တဲ့တစ်နှစ်လုံးမှာငါသူတို့ပြတာကိုမကြည့်ပဲနဲ့ငါကြည့်ကျင်တာကိုကြည့်ခဲ့တာပဲဆိုတာမျိုးဖြစ်သွားလိမ့်မယ်ဘဝကြီးကလုံးဝချင်းဖြစ်သွားတယ်ကိုယ့်အတွက်ဝင်ငွေရလန်းတွေအများကြီးတိုးလာမယ်အခွင့်အလမ်းတွေအများကြီးပဲရလာလိမ့်မယ်ဒီတော့လက်ရှိကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရရောတရက် line ပေါ်မှာအချိန်ဘယ်လောက်ကုန်နေပြီလဲတကယ်လို့ကိုက social media ရဲ့အသုံးချတာကိုခံနေရဆိုလို့ရှိရင်ဒီ social media ကိုပြန်ပြီးတော့အသုံးချဖို့အတွက်အစင်းသင်းဖြစ်ပြီလားအဲ့တော့ဒီမိတ်ဆွေကြည့်နေဆိုလို့ရှိရင်တော့အသုံးချခြင်းတဲ့သူဖြစ်ဖို့များတယ်ဒီတော့အောက်က comment မှာအသုံးချမယ်ဆိုပြီးတော့မှန်ခဲ့လိုက်ပါကျွန်တော်တို့2029မှာတကယ်တမ်းအသုံးချနိုင်တဲ့ scale တွေအရေးချင်းတွေနဲ့ပြန်ပြီးတော့စုံကြမယ်ကျွန်တော်ဟန်ပြီပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်ဘိုင်ဘိုင်